ရှင်တို့တွေဘာစကားတွေပြောနေကြတာလဲ ဒီလိုစကားပြောတာဘာဖြစ်လို့လဲအကူကအခုလိုပြောလို့အညီမနားတယ်ကျွန်တော် ရှင်တို့တွေရုံမလုပ်ကြနဲ့နော် ရှင်ဘာလာပြောနေရလဲ သင်းရဲ့အချစ်ကိုကိုစောကိုယုံပြီးတော့ဝါကွက်အဲ့လိမ့်ဆန်းပါကိုစောကမြင့်မြတ်နုံနုံနဲ့ကိုထစ်မှာနော်ကိုစောကတကယ်ကြီးပြောနေတာ ပေါက်ပြားကင်နေလက်ပါကွာအကြောက်တရားဆိုတာနည်းနည်းလေးမှကိုမရှိတာဒါပေမဲ့ဟောဒီကတင်းလေးထားသွားမှာတော့အရန်ကြောက်တယ် ကိုကြီးတောင်းသမျှညီမလေးထုတ်ပေးခဲ့ပေါင်းလည်းမနှဲတော့ဘူးဖေမေရှိတော့ကလည်းကိုကြီးစိတ်တိုင်းကြသုံးခွင့်ဖြုံးခဲ့တာပဲပြီးတော့ကိုကြီးရသင့်တဲ့အမွေတွေကိုလည်းပေးပြီးပြီလေ လောက်ပါညီမလေးဟာလေညီမလေးကကိုဒုက္ခရောက်မှကြည့်ကျင်တော့ ညီမလေးကိုတက်တက်လုံးမဲ့တော့မစွန့်အောင်ကာကွယ်စောင့်ရှောက်ပါမယ်လို့အဖေတို့မေတို့မဆိုခင်တော့ကိုကြီးကတိပေးခဲ့ကိုကြီးကြောင့်ညီမလေးကိုအထီးကအစွန့်တင်လုံးဝမခံနိုင်ဘူး ဘာကွာတင်းရတဲ့မှာချစ်သူရှိနေဟုတ်လားဟာအဲ့ဒါဆိုတော့ငါ့ရဲ့အကြံစီအားလုံးပြပြတော့မှာပဲကွာဒီစားပေါ့အဲ့ဒီကောင်ဗျာကောင်အဲ့ကောင်မသူလဲဆိုတော့အများဆုံးစုံစမ်းကြ ကိုတာတကယ်ချစ်ပြီးလက်တွဲဖို့စမ်းသာပြင်းပြတယ်ဘာမဆိုဖြစ်နိုင်ပါလဲတခြားမကြီးနဲ့မက်ပရာတာကိုတာတာကိုချစ်ခဲ့သေးရတယ်ကိုကဘာတွေတွေးပြီးအားငယ်နေရလဲ မင်းတို့နောက်လဲကြီးရိပ်ပဲရှိတဲ့ကောင်ကနားတက်နေမှာတော့ဟာငါနေရမင်းနဲ့ခံစားကြည့်ငါမင်းနဲ့ဆယ်သားနာတယ်ကွာ ကိုကြီးရယ်မလိမ့်သက်ပဲနဲ့ညီမလေးကိုလိမ့်မနေစမ်းပါနဲ့ညီမလေးကလေကိုကြီးကိုအမြဲတမ်းမျက်စိတောက်ထောက်ကြည့်နေတာသိလားပြီးတော့ဒီဖုန်းဝေါ်ပေပါတွေကပုံတွေကဘာတူလေးလဲနော် မင်းတို့နင်းပြငါညီမကိုစင်းအောင်မစင်စားသေးမင်းထပ်ပြီးပတ်သက်လာမယ်ဆိုရင်မင်းအသက်ပြောက်သွားလိမ့်မင်းကငါညီမရဲ့စီးစိမ်ဥစ္စာလေးမမှတ်ဘူးဆိုတော့မင်းလူမိုက်ပဲကွာဟမ် ဟုတ်တယ်လူမိုက်ကကျွန်တော်ဆိုရင်အဖေကဓာတာပေါ့ဗျာမက်ပရာကတထေးတမိမို့လို့ချစ်ခဲ့တာမဟုတ်တယ်လို့မက်ပရာအတွက်ကိုရာတာကအသက်ပါပေးခဲ့တယ်ကျုပ်ကလည်းတင်းအနံ့ကိုချစ်တာဘာအယောင်မှမပါတယ်သူ့အတွက်ဆိုဘာမဆိုရင်ဆိုင်ဖို့အသင့်ပဲ ဘာတွေတွေ့ဝင်နေရလဲကိုကြီးရဲ့ကိုကြီးကမမကိုတကယ်မချစ်လို့လားကိုကြီးကတကယ်ချစ်တယ်ဆိုရင်လေအရာအလုံးကိုရင်ဆိုင်ရတဲ့တတိရှိရမှာပေါ့